မင်္ဂလာပါအခုကတော့ကျွန်တော်တို့နှစ်ကုန်ရောက်လာပြီဆိုတော့ကရောင်းမကြောင်းစားလုပ်ဖို့အတွက်ပေါ့နော်ကျွန်တော်တို့ PDF file download ဆွဲတဲ့နည်းလေးကိုဘူးတူတာအနေနဲ့မျှဝေပေးပါမယ်အခုဆိုရင်တော့ကျွန်တော်တို့ home tab software ကိုရောက်နေပြီပေါ့ဗျာဆိုရင်တော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ login လေးကိုနှိပ်ပေးပါမယ်ဒီဘက်ရောက်လာပြီဆိုရင်တော့ကျွန်တော်ဒီမှာ ID ဆိုတာလေးရှိပါတယ်ဆိုတော့အခုဝိုင်းပြပေးထားတာလေးပေါ့နော်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပါမယ်အခုလိုပေါ်လာရင်တော့ကျွန်တော်ဒီမှာ ID နံပါတ်နဲ့လှုပ်ဝက်နံပါတ်ရိုက်ရပါမယ်ဆိုတော့အရင်ဦးဆုံးပေါ့နော်ကျွန်တော်အပေါ်မှာတွေ့ရတဲ့ ID ဆိုတဲ့နေရာမှာကျွန်တော်ရဲ့ ID နံပါတ်ကိုထည့်ပါမယ်ကျွန်တော်တို့ ID နံပါတ်ထည့်ပြီးသွားရင်တော့ Beaming Bonus ဆိုတာလေးကိုနှိပ်လိုက်တဲ့အခါမှာဆိုရင်တော့ဒီဘက်စာမျက်နှာကိုရောက်သွားပါပြီဒီမှာတော့ကျွန်တော်တို့လှုပ်ဝက်နံပါတ်ရိုက်ပါမယ်ပြီးရင်တော့အခုဝိုင်းပြရတဲ့ဟာလေးကိုတစ်ချက်နှိပ်ပါမယ်ဒီဘက်ကိုရောက်လာပြီဆိုရင်တော့ကျွန်တော်တို့တွေ login ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ဟုတ်ပါပြီအခုဆိုရင်တော့ကျွန်တော်တို့ဒီစာမျက်နှာရောက်လာပြီဆိုရင်တော့ကျွန်တော်တို့အပေါ်ဆုံးပေါ့နော်အပေါ်ဆုံးမှာတွေ့ရတဲ့အခုဝိုင်းပြပေးထားတဲ့ဟာလေးကိုတစ်ချက်နှိပ်ပါမယ်ပြီးရင်တော့ working လေးနှိပ်ပေးလိုက်ပါမယ်ဒီဘက်စာမျက်နှာကိုရောက်လာပြီဆိုရင်တော့ကျွန်တော်တို့တွေကမ်းဖြောင်းအင်ဂျွန်းဆိုတာလေးကိုတစ်ချက်နှိပ်ပါမယ်ကာကာအိုကိုနှိပ်ပေးပါမယ်ဒီမှာဆိုရင်တော့ကျွန်တော်တို့နာမည်ထည့်ရမယ်မွေးတက်ကတစ်တွေဖုန်းနံပါတ်တွေတစ်ချက်ထည့်ရပါမယ်ပြီးရင်တော့မိုးတို့ဒုံးရင်ဟာကိုအင်ဂျွန်းယိုရှောင်းဆိုတာလေးကိုတစ်ချက်နှိပ်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာကာကာအိုက message ပို့လိုက်ပေါ့နော်ဆိုတော့ကာကာအိုထဲမှာဝင်ပြီးတော့ကျွန်တော်တို့ဒီမှာအင်ဂျွန်းဟာကြီးဆိုတာလေးကိုနှိပ်ပေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်အခုဝိုင်းပြပေးထားတဲ့ဟာလေးကိုတစ်ချက်ထောက်လိုက်ရင်တော့အကုန်လုံးအမှတ်ရှစ်သွားပြီပေါ့နော်ပြီးရင်တော့ဒီအဝါလေးကိုနှိပ်ပါမယ်โอเคပါပြီးရင်တော့ကျွန်တော်တို့အင်ဂျွန်း1လေးကိုတစ်ချက်နှိပ်ပါမယ်โอเคဒီဘက်ရောက်လာပြီဆိုတော့ကျွန်တော်တို့ဒီမှာရှိတဲ့ quad ကလေးတွေကိုအမှတ်ရှစ်ပေးပါမယ်ဒါလေးနဲ့မှတ်ရှစ်ပြီးတော့ taggy နှိပ်ပါမယ်အခုကတော့ကျွန်တော်တို့2025ခုနှစ်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ဒီမှာရှိတဲ့ဂျိုဟွဲတွေကိုအကုန်လုံးလိုက်ပြီးတော့ဂျိုဟွဲနှိပ်ပါမယ်ပြီးရင်တော့ကျွန်တော်ဝိုင်းပြပေးထားတဲ့ဟာလေးကိုတစ်ချက်နှိပ်ပါမယ်โอเคပါနဲလျောဘက်ကီပါအခုကတော့ download ဆွဲလို့ပြီးသွားပါပြီဆိုတော့ကျွန်တော်တို့ PDF file download ဆွဲလို့ရသွားပါပြီခင်ဗျာအားလုံးပဲဒီတိုင်းလေးလိုက်လုပ်ကြည့်ပါအဆင်ပြေကြပါစေဗျာ